ညနေအတွက်ညနေအတွက်ကိုထိုးတဲ့ဟာလေးအမှတခါလဲကိုထိုးတဲ့အတိုင်းပဲလိုက်လွင့်ပဲကိုကတော့ဒီတော့ပဲအပျော်ထိုးတာဆိုတော့တွက်ရတဲ့ဟာကိုဒီတိုင်းပဲတိုက်တယ်မပါတယ်မပြောက်တော့နဲ့ရမ်းတွက်တယ်ဒီမှာတော့ကိုလည်းအဲ့တိုင်းထိုးတာအဲ့ဘောက၄ခွက်ကမွေးကနန်း396 20 86 4ဘူးမွေးကနန်းကထွက်ရမှာဆိုတော့မွေးကနန်းပဲလက်ဖန်ဆိုရင်တော့1000လောက်တင်ထိုးမှာမှန်ဒီတိုင်းထိုးတာဒါဒိုင်ရေးပြီဒီဘက်ကဒိုင်ရေးပြီဘယ်လိုလဲကြည့်ကြထိုးပေါ့အောင်ကစားဆိုတော့လေအများကြီးလုံးနဲ့အပိုင်ထိုးတာလည်းမရှိဘူးဟိုထိုးတာလေးပဲဒါလက်တွေ့ပြပေါက်ပါလိဗျာတင်ရင်တော့တင်ခွန်1တို့4 1တို့တင်